တငယ်ချင်းအရင်ကြီးနဲ့ပေါ်တင်တွဲသွားတဲ့ခင်မွန်းတဲ့ကိုထောင်နှန်းဆိုင်ရအောင်လုံနိုင်ခဲ့ပြီဖြစ်တဲ့ငိမ့်မြတ်သူတိတော့ဆယ်လေးငိမ့်မြတ်သူရဲ့အိမ်တော်ရေးပြဿနာကအခုဆိုရင်အဖြစ်အကွဲကွဲပြပြထွက်လာပါပြီ။သားလေးရဲ့မျက်နှာကိုမှမငဲ့ကွက်ပဲအဆက်ကင်းမဲ့စွာနဲ့သစ္စာမဲခဲ့ကြတဲ့ခင်မွန်းဖြစ်သူထက်အားကကြောနဲ့ငိမ့်မြတ်သူရဲ့တငယ်ချင်းအရင်ဖြစ်သူတို့ကမကြခင်ထောင်နှန်းဆိုင်ရတော့မှာပါ။ငိမ့်မြတ်သူဘက်ကအားကိုးရမဲ့ပြီးတော့စိတ်ဓာတ်တွေပြိုလဲနေတဲ့အချိန်မှာနောက်ွယ်ကနေအားအင်အပြည့်ဖြစ်စေခဲ့တာကမိမသားချင်းစာနာထောက်ထားပြီးကိုချင်းစာအပြည့်နဲ့ကူညီပေးခဲ့တဲ့ရှေ့နေမျိုးသမီးဖြစ်ပါတယ်။ဥပဒေကြောင့်အရာလျှောက်လဲချက်တွေကြောင့်တစ်ဖက်ကဘလောက်ပဲအမှုကနေလွတ်မြောက်ဖို့ရုန်းကန်လှုပ်ရှားခဲ့ပါစေ။သူတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုအတိုင်းဆက်လက်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။အမှုဖွင့်ပြီးတလအကြာမှတရားစွဲနိုင်ခဲ့ပြီဖြစ်ပြီးငိမ့်မြတ်သူဘက်ကနေရှေ့နေကအခမဲ့ကူညီပေးခဲ့တာဖြစ်ပါတယ်။တကယ်တော့ငိမ့်မြတ်သူရဲ့ခင်မွန်းဖြစ်သူဟာရီးစားဘဝကလေးကသစ္စာမရှိဘဲရှုပ်ပွေခဲ့သူဖြစ်ပေမဲ့တန်ရောစင်နဲ့သားလေးရဲ့အနာဂတ်ကိုငဲ့ပြီးတော့တီးခံခဲ့ရကိုအခွင့်ကောင်းယူကကိုယ့်ရဲ့တငယ်ချင်းအရင်နဲ့ပါပေါ်တင်ဖောက်ပြန်နေသည့်ရဲတင်းလာခဲ့တာပါအစပိုင်းမှာတော့တီးခံခဲ့ပေမဲ့လည်းဒီတစ်ချိန်မှာတော့မျက်ရည်ကျခံမနေတော့ပဲတလင်တမယာဥပဒေနဲ့ထိထိရောက်ရောက်တုံ့ပြန်ခဲ့ပါတယ်ငိမ့်မြတ်သူဘက်ကကူညီပေးခဲ့ကြတဲ့ရှေ့နေအဖွဲ့တွေဝင်းရံပေးသူတွေကြောင့်သူ့အတွက်အားအင်တွေရလာခဲ့တာပါသစ္စာတရားကိုတန်ဖိုးမထားဘဲအိမ်ထောင်တစ်ခုကိုပေါ်တင်ဖျက်ဆီးခဲ့သူတွေလည်းနောက်တစ်ချိန်မှာထောင်တန်းတွေနဲ့ထိုက်ထိုက်တန်တန်ပေးဆက်ရတော့မှာဖြစ်ပါတယ်မကြခင်မှာထောင်တန်းဆိုင်ရတော့မယ်အနေထားရအောင်စ조사ခဲ့တဲ့ငိမ့်မြတ်သူကိုဘလောက်တောင်အားရကျေနပ်မိလဲဆိုတော့ခေါမမှာပြောပြခဲ့ပါဦးရှင်